ငါးလပိုင်းတစ်လစားစွမ်းနေကြည့်မယ်ဘယ်လိုစွမ်းရမယ်ရှိမလဲလို့တို့လိုက်ကြည့်ရအောင်နော်စွမ်းနေကိုကြည့်လိုက်မယ်အယုံလို့တရားဆိုင်ထားပြီးတော့ကြည့်ပါမယ်ဒီကလေးကိုသဘောကျပါတယ်ဒီကလေးကိုဆွဲကြည့်လိုက်ပါပြီစိတ်ချမ်းသာမှုလေးအပြည့်ဝရမယ်လားလို့ပဲကိုကအေးစေးနေရင်တော့မှကိုလှုပ်ခဲ့တဲ့အရာတွေကိုစူးစမ်းခဲ့တဲ့အရာတွေအတွက်ကိုအေးစေးနေနိုင်မယ်ကိုဘေးနားမှာလည်းဟိုမှာတနေ့ချက်အပေါင်းအသင်းတွေကောင်းမွန်တဲ့အပေါင်းအသင်းမိတ်ဆွေတွေရှိမယ်ကိုတိုက်ခိုက်လာမယ်ကိုနဲ့အဆင်မပြေမယ်ကိုစိတ်နှောက်ယှက်ဖြစ်စေမယ့်အရာတွေဆိုရှင်တငယ်ချင်းတွေကိုကောက်ဝဲဆောက်ရှောက်ပြီးလူတွေကနေပြီးတော့တဆင်းပတ်ပြုတ်သွားမယ်ကိုရှိရောက်မလာဘူးပေါ့နော်ကိုအေးစေးနေနိုင်တယ်ကိုနောက်မှာလည်းကိုစိုက်ပြိုးထားတဲ့အရာတွေကကိုလောက်ဆောင်ထားတဲ့အရာတွေအသီးပုံတွေကိုနောက်မှာအေးစေးပဲရှိတယ်ကိုလည်းအေးစေးပဲနေနိုင်နေပေါ့နော်ကဲနောက်တစ်ကအနေနဲ့ကြည့်ကြမယ်နောက်တစ်ကအောင်ဆက်ကြည့်မယ်ကြည့်ပါမယ်ဒီကလေးကြိုက်ပါတယ်ဒီကလေးကိုဆွဲလိုက်ပါပြီ Oh the fools လုပ်ငန်းတက်တူလည်းချက်ထွင်နိုင်မယ်ကိုအေးစီပို့ပပပဲနော်ပို့ပါပဲကိုနောက်လုပ်ငန်းအသစ်တွေစွမ်းစားမှုတွေအတွက်လည်းကိုအေးစီလုပ်လို့ရမယ်ကိုဘေးနားမှာလည်းပဲကိုကူညီဆောင်ရှောက်မဲ့လူတွေရှိမယ်ကိုနောက်တစ်ဆင့်လုပ်ဖို့အတွက်အေးစီသွားရုံပဲကဲဘလို့လာမလဲအဆုံးသက်ကဘလို့လာမလဲကြည့်မယ် အေးစီပဲတီးပွနဲ့အေးစီစားရုံပဲကိုကတောက်တညညောင်နေနဲ့ကိုစိုက်ပြုတ်ခဲ့တဲ့အသီးပွနေရအောင်ပါအေးစီလေးထိုင်းပြီးကိုဘကိုအေးစီထိုင်းပြီးစားရုံအသီးလေးတွေကိုစားလောက်မှာပေါ့ကိုစိုက်ပြုတ်ထားတဲ့အသီးနှံတွေကိုenergy ကအရန်ကောင်းပါတယ်မနေ့က energy နဲ့တူတယ်မနေ့ကစွမ်းရည်နဲ့တော်တူတယ်နော်ဒီပွားရေးငွေကြေးပြီးပြီဆိုတော့လူမှုရေးကိုကြည့်ပါမယ်ဒီကလေးကိုကြည့်မယ်လူမှုရေးမှာလူမှုရေးကလည်းအဆင်ပြေတယ်လုံးဝအောင်ပဲတော့ရှင်းရှင်းအဖွဲ့အစည်းနဲ့လုပ်ချင်းမှလည်းအောင်မြင်ခြင်းတွေရမယ်ပျော်ရွှင်ခြင်းတွေရမယ်နော်ညီတူညီမျှလုပ်ကိုင်ခြင်းရလည်းအဆင်ပြေမယ်မိသားစုထဲမှာလည်းပျော်ရွှင်စပွဲသတင်းကောင်းတွေရှိမယ်ပျော်စရာတွေရှိမယ်ဒီမှာဘာတွေ့လဲဆိုရင်တော့အဖွဲ့အစည်းတစ်ခုတည်းကလောက်တာမျိုးမဟုတ်ဘဲနဲ့အဆုဆဲရှယ်ယာတို့ဘာလို့ဒီလိုပုံစံမျိုးကိုလည်းတွေ့တာပေါ့နော်ကဲတော့တကယ်ကြည့်မယ်ဘယ်လိုမျိုးလဲဒါပျော်ရွှင်ဖွယ်အသိငေါ့ရှိတယ်မိသားစုထဲမှာဆိုလို့ရှိရင်လည်းမိသားစုဥယျာဉ်တိုးဖို့တို့သာသမီရတနာလုံကျဲလူတွေဆိုရင်လည်းသာသမီရတနာရလာဖို့ရှိတယ်သတင်းကောင်းတွေရှိတယ်ပြောတဲ့ရှင်းစရာတွေရှိတယ်ကဲကိုတို့ကလုံးဝပျော်ရွှင်ရွှင်ပဲပေါ့နော်9လပိုင်းရဲ့ energy ဆိုရင်ကတော့လုံးဝကိုပျော်ရွှင်ကြပဲဝေကြီးပိုင်းမှာတော့လည်းကောင်းတယ်ဒီမှာလည်းအခုလူမှုရေးမှာလည်းလူမှုရေးအပေါင်းအသင်းတွေမှာလည်းပျော်ရွှင်ရွှင်ပဲနောက်တစ်ခုဆက်ကြည့်ပါမယ်အခြေရေးဆက်ကြည့်မယ်အခြေရေးကဘယ်လိုလာမလဲအခြေရေးကဘယ်လိုလာမလဲဆိုတော့ဒီကလေးဆိုပေါ့နော်ဒီကလေးစတေးရှင်းအခြေရေးမှာကြတော့ကိုကဘယ်လိုမြင်လဲဆိုလို့ရှိရင်ပေါ့နော်အခြေရေးမှာကဂျားလူတယောက်တခြားအပြင်နောက်ဆက်တစ်ခုတော့ရှိနေတယ်ကိုကလည်းပဲဒီလူပေါ်ကိုဒီတစ်ဖက်ဒီပေါ်ကိုကိုကလည်းပဲလုံးဝသိချင်သိနေတာတော့မဟုတ်ဘူးသိနေတာတော့မဟုတ်ပဲကိုလည်းသူ့အကြောင်းသိချမသိဘူးလေကိုမှန်းပြီးတော့ချိန်စားလိုက်တဲ့ဟာလုံးဝတက်ကိုတော့မှန်ကန်နေတဲ့လူဖြစ်နေတာမျိုးလဲသူဖြစ်နိုင်တယ်ဒါပေမဲ့အိမ်မှန်ကန်နေတဲ့လူဖြစ်နေမှဒီကြားထဲမှာကိုစဉ်းစားနေတဲ့ကြားထဲမှာလည်းအဖြတ်ဝင်နေတာလည်းရှိတယ်ပေါ့နော်အဖြတ်ဝင်နေတာလည်းရှိတယ်ပြောင်းမလိုက်ရှေ့ကိုတခြားပဝင်းကျင်ကလူကတော့တခြားဘေးကလူတွေကတော့သိတယ်လေဒါပေမဲ့ကိုမသိသေးတာပေါ့နော်ကိုမသိသေးဒီမှာတယောက်ရှိနေတယ်ဒီတယောက်ကကြည့်နေတယ်အဲ့ဒါကိုဘေးကလည်းသိနေတာကိုပဲမသိတာကိုကတော့မျိုးလုံးစုံမိပြီးယုံနေတော့မယ်ပေါ့နော်ကြတော့ဘယ်လိုလာမလဲကြည့်မယ်သိကြတာပေါ့ကိုသိနေတဲ့လူတွေကပဲကိုသိနေတဲ့လူတွေကိုသိနေတဲ့တိုင်းဝိုင်းနဲ့ကိုသိနေတဲ့လူတွေကပဲအဲ့ဒီရောက်ပါဖြစ်မယ်ကြားလို့ရှိနေရဆိုလို့ရှိရင်ကြားလို့ရှိနေတယ်တခြားနှုတ်ဆက်တစ်ခုပါလေကိုသိတဲ့လူတွေကပဲဘယ်လိုကိုယ့်ရဲ့အလုပ်ဝင်းကျင်ရပဲဖြစ်အဲ့လိုပေါ့နော်ကိုလည်းတူရှိနေတဲ့ကြားတွေရအောင်မှကိုမသိဘူးဖြစ်နေတာအဲ့လိုဖြစ်နေတဲ့အဖြစ်ပေါ့နော်ဖြစ်အဖြစ်ကိုတွေ့ပါတယ်ကြားလို့ရှိနေတယ်ကြတော့နောက်တစ်ဆက်ကြည့်ပါမယ်ဒါကြားလို့ဘယ်လိုလဲဆိုတော့ခါကြတော့မဲဒီမှာသူကလည်းသွားချင်တယ်အဲ့ဒါသူ
လွတ်လပ်သွားကိုပြီးလိုက်ပါကိုကဒီမှာဆိုကိုကလာအတင်းလိုက်ဖြစ်နေတယ်လို့ဖြစ်နေတာလိုက်ဖြစ်နေတယ်သူ့ကိုလွတ်လပ်သွားကိုပြီးလိုက်ကိုကစလာတယ်ကစားကင်းကလက်ကြည့်ရမယ်ဆိုစားတွေကကိုကတေးချသူ့အကြောင်းသိခဲ့တာမဟုတ်တဲ့အခါကျတော့ဒါပေမဲ့လွတ်လပ်သွားကိုပြီးလိုက်မကောင်းတာတွေရှိနေတော့ကောင်းတာတွေလာပိတ်နေလေကြတော့မကောင်းတာတွေသွားပါစေထထလိုက်တော့ကြတော့နောက်ဆုံးပိတ်ကျမကြီးလေးကိုကြည့်မယ်ကျမကြီးကဘယ်လိုရှိလဲကျမကြီးကခင်းဆက်ဖို့လို့လေညာဘက်ကိုကောင်းမော်အိပ်ပျော်အိပ်ပါသူကအိပ်ဆက်အနားယူလို့တယ်ဆိုတာကိုဒီကလေးကပြနေတယ်ဒီမှာစပိုက်တာဝက်လေးရှိနေရဆိုတဲ့ခါကျတော့အာယုံကြောပေါ့နော်အာယုံကြောတွေပြမန်းတဲ့ဟာမျိုးဖြစ်နိုင်နေအဲကြတော့ကောင်းမွန်အနားယူပါစပိုက်တာဝက်တွေအရင်ညနေတယ်ဆိုတော့သူအာယုံကြောနဲ့ဆိုင်တဲ့ယောဂလေးတွေဖြစ်နိုင်နေအဲအကြောင်းနေ့ချိုင်နဲ့အိပ်ပျော်အိပ်ပါငွေကြီးပိုင်းမှာတော့ကိုကအေးစစ်စစ်ပဲကိုစိုက်ပျိုးထားတဲ့အသီးနှံတွေကိုစားတောက်ရုံပဲခုယူစားတောက်ရုံပဲလူငွေးမှလည်းအဆင်ပြေတယ်အခြေအတွက်နဲ့တော့ကိုကဘာမှထွေထူးစဉ်းစားမနေနဲ့တော့ဒီတိုင်းလေးပဲထလိုက်အခြေရတော့မကောင်းတဲ့ຢာတွေထွက်သွားတယ်ဆိုလို့ရှိရင်ကောင်းတဲ့ຢာတွေကဝင်လာမှာပဲသူကပိတ်ဆို့နေတဲ့အရာတွေကောင်းတဲ့ရှိနေလို့သူကောင်းတဲ့ຢာတွေဝင်မလာနိုင်သေးတယ်ကျတော့ကောင်းတဲ့အရာဝင်လာနိုင်မှုအတွက်မကောင်းတဲ့ຢာတွေကထွက်သွားပေးရမှာဒါဓမ္မတာပဲကျတော့သူထွက်သွားပါစေကိုကဒါကြီးကိုစိတ်ထဲမှာစွဲမနေနဲ့တိုင်းလေးပဲထလိုက်တာအကောင်းဆုံးပါပဲကြတော့အင်ဂျင်မက်ဆေ့လေးအနေနဲ့ကြည့်ပါမယ်တခုအင်ဂျင်မက်ဆေ့လေးနဲ့ကြည့်မယ်ဒီကလေးကပြောနေတာလမ်းဆုံလမ်းကွာရောက်နေတာပေါ့နော်ညကြလို့ရှင်ကောင်းမွန်မအိပ်ပျော်နိုင်တဲ့ညတွေလည်းရှိနေတဲ့ခါကျတော့ကောင်းမွန်အိပ်ဆက်အနားယူပြီးတော့လွှတ်ချတဲ့နာတွေကိုလွှတ်ချလိုက်ပါဒါဆိုလို့ကောင်းချင်နေတာကိုရှိကိုပြေးဝရောက်ရှိလာမှာပါ